episode 2လေးရဲ့အစမှာတော့ကိုဘီနဲ့လူဘီဟာဇိုလိုရှိနေတဲ့ရေတပ်စကန်ရှိရာကျွန်းလေးကိုလေငယ်လေးလည်းပဲရက်လွှင့်လာခဲ့ပါတယ်။အဲ့ချိန်ကိုဘီကသူတို့တိတ်မကြခင်ရောက်တော့မှဖြစ်ကြောင်းတတိယလို့မနေသင့်ကြောင်းနဲ့ရေတပ်ကဖမ်းထားတဲ့ဇိုလိုဟာပင်လယ်ဓမြတွေကိုအမဲလိုက်ရမှာသွေးဆနေတဲ့တိရစ္ဆာန်တကောင်လို့အမဲလိုက်ကြောင်းနဲ့သူ့ရဲ့ဓာတ်တွေကလည်းပင်လယ်ဓမြတွေကိုအပိုင်းပိုင်းလေးပစ်တယ်။သူ့ကိုမကောင်းဆိုးဝါးတကောင်အဖြစ်လူပြောများတယ်လို့ကိုဘီကပြောပြနေခဲ့ပါတယ်။ခဏလေးပါကျွန်တော်အားလုံးကိုတစ်ခုကြားဖြတ်ပြီးတော့အကူအညီတောင်းပေးရသေး။ကျွန်တော်ရဲ့ channel မှာ subscriber တွေကအရင်နည်းနေပါသေးတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြဖို့အားလုံးကိုအကူအညီတောင်းပေးရသေး။ဗီဒီယိုလေးကိုဆက်သွားလိုက်ရအောင်ပါအဲ့လိုနဲ့တိတ်မကြခင်မှာပဲဇိုလိုအဖမ်းခံထားရတဲ့ရှဲတောင်းမျိုးလေးကိုရောက်လာခဲ့ပါတယ်အဲ့အချိန်မှာပဲသူတို့နှစ်ဟာရေတပ်စကန်ရှိရာကိုဦးတီလိုင်းကိုဘီဟာဇိုလိုကိုအဖွဲထဲမခေါ်ဖို့ကိုအသေးအတန်ပြောနေခဲ့ပါတယ်ဒါပေမဲ့လူဖီကတော့သူခေါ်မယ်မခေါ်ဘူးဆိုတော့မဆုံးဖြတ်သေးရကြောင်းနဲ့လူကောင်းဆိုလို့ရှိရင်တော့အဖွဲထဲခေါ်ခြင်းကြောင်းကိုပြောနေခဲ့ပါတယ်အဲ့အချိန်မှာပဲလူဖီဟာလည်းလမ်းဘေးစည်းဆိုင်လေးကနေအသီးဝယ်ဆိုင်နဲ့ဇိုလိုဟာဒီရေတပ်စကန်မှာအဖမ်းခံရလားဆိုပြီးတော့ဆိုင်ရှင်ကိုမေးလိုက်ပါတယ်မျိုးသားတွေကတော့ဇိုလိုဆိုတဲ့နာမည်ကြားရတဲ့လမ်းဖြန့်နေကြပါပြီအဲ့ဒီနောက်သူတို့နှစ်ယောက်16လာရင်လူဖီကငါတို့ရေတပ်စကန်ကိုအရင်သွားကြည့်မယ်မင်းလည်းရေတပ်ထဲဝင်ခြင်းနေရမလားဆိုပြီးကိုဘီကိုမေးလိုက်ပါတယ်ကိုဘီကလည်းရေတပ်ထဲဝင်ခြင်းတော့ဟုတ်တယ်ဒါပေမဲ့ငါအစင်နဲ့မဖြစ်သေးဘူးရေတပ်စကန်မှာကပတိန်မော်ဂန်ဆိုတာရှိတယ်သူစကားမဆုံးခင်မှာပဲမော်ဂန်ဆိုတဲ့နာမည်ကြားရတဲ့မျိုးသားတွေကလမ်းထိပ်ကိုပေါ်တာဆွဲမဲ့စစ်ကားကြီးရောက်နေတယ်ကိုလမ်းဖြန့်သွားခဲ့ပါတယ်လူဖီကတော့သဘောတွေကျနေပြီဒီမျိုးကလူတွေကတော်တော်ရည်ရတာပဲလို့ပြောကရှေ့ကိုဆက်သွားခဲ့ပါတယ်ကိုဘီကတော့နားမလည်နိုင်နေဖြစ်ကဇိုလိုနာမည်ကြောက်လို့ကြောက်တာကိုနားလည်ပေးလို့ရပြီမဲ့ဘာလို့ရေတပ်ကပတိန်မော်ဂန်ရဲ့နာမည်ကိုပါကြောက်နေကြရလဲမသိဘူးငါစိတ်တွေလေးလာပြီဆိုပြီးမိကုန်းတွေစထုတ်နေပါပြီအဲ့နောက်16လိုင်းသူတို့နှစ်ဟာရေတပ်စကန်ရှိကိုရောက်လာခဲ့ပါတယ်အဲ့နောက်သူတို့နှစ်လည်းရေတပ်စကန်ရဲ့တိုင်းပေါ်ကနေပြီးဇိုလိုကိုလမ်းရှာနေနေတဲ့ကွင်းအလယ်မှာကားစင်တင်ကျိုးထုတ်ခံထားရတဲ့ဇိုလိုကိုလမ်းတွေ့လိုက်ပါတယ်ကိုဘီကလည်းဇိုလိုကိုလမ်းကြည့်ရင်စိတ်ထဲကနေပြီးအနက်အောင်ကောင်းစီဟာမာကာရီဝစ်ဆုံဝတ်ထားတယ်တေးကြတဲ့သူကလူလူနရာဇိုလိုပဲဆိုပြီးတွေးနေခဲ့ပါတယ်အဲ့အချိန်လူဖီကလည်းငါတို့သူ့ကိုကြိုးဖိပြီးလိုက်တာနဲ့အသားလေးနဲ့ထွက်ပြေးလို့ရတယ်ဆိုပြီးကိုဘီကိုပြောပြလိုက်ပါတယ်ကိုဘီကလည်းစောက်ဝေါလုံးမနေနဲ့တရက်ကွက်လုံးအေးအေးတွေပြက်ကုန်မယ်သူတို့လာလို့ရှိရင်မင်းကိုအရင်ဆုံးတတ်မှာဆိုပြီးပြောနေတုန်းပါပဲဇိုလိုကသူတို့နှစ်ယောက်ကိုမင်းကဟိုနှစ်ကောင်မျက်စိနောက်တွေထွက်သွားကြသန်းဆိုပြီးနှင်လွတ်နေခဲ့ပါတယ်ကိုဘီကလည်းကြောက်ကြောက်နဲ့ဇိုလိုကိုအဖွဲထဲမထဲဖို့လူဖီကိုနပူနဆာတိုက်နေချိန်မှာပဲကလေးမလေးတယောက်ကလေကတလီနဲ့ဘေးကနေတက်လာကသူတို့နှစ်ယောက်ကိုတိုးတိုးနေဖို့အချက်ပြပြီးရေတပ်စကန်ထဲကိုကြော်ဝင်သွားခဲ့ပါတယ်ပြီးတော့ကလေးမလေးဟာဇိုလိုစီကိုပြေးသွားရင်ထမင်းဆုပ်လေးကိုပေးခဲ့ပါတယ်ထမင်းဆုပ်လေးကိုတော့ဂျပန်လိုအိုနီဂီရီလို့ခေါ်ပါတယ်အဲအိုနီဂီရီဆိုတဲ့စကားလေးကိုမှတ်ထားကြပါတစ်ချိန်ကျလို့ရှိရင်ဇိုလိုနဲ့တူအရေးပါတဲ့အရာတစ်ခုအဖြစ်ပြန်တွေ့ရမှာပါဇိုလိုကတော့ကလေးမလေးကိုစိတ်ပူစွာနဲ့ပဲစောက်ကလေးနေရသေးချင်လို့လားဒီနေရာကနေထွက်သွားဆိုပြီးတော့ပြောနေပေမဲ့ကလေးမလေးကတော့ဇိုလိုကိုမကြောက်ပဲအကိုကြီးအခုချိန်ထိဘာမှမစားရသေးဘူးမလားကျွန်မပထမအဆုံးထမင်းဆုပ်ကိုလုပ်ဘူးလားအကိုကြီးစားဖို့အတွက်တေချာလှုပ်တာပေးတာဆိုပြီးပြန်ပြောနေခဲ့ပါတယ်ဇိုလိုကတော့ငါဘိုက်မစားဘူးဆိုပြီးတော့ညင်းနေပါတယ်အဲအချိန်မှာပဲတက်ကွင်းထဲကိုရေတပ်သားတွေနဲ့အတူကပတိန်မော်ဂန်ရဲ့သားဖြစ်သူဟဲလ်မဘိုရောက်လာခဲ့ပါတယ်ကော်ပီကတော့ရေတပ်သားတွေရောက်လာလို့ကလေးမလေးအတွက်စိတ်သက်သာရနေတုန်းမှာပဲဟဲလ်မဘိုကကလေးမလေးစီကနေထမင်းလောက်ကိုလူစားလိုက်ပါတယ်ပြီးတော့ဟဲလ်မဘောကဒေါ်လာထွက်ကချူလိုက်တာတရားအိမ်နဲ့လှုပ်ထားတာလားထမင်းလုံးဆိုတာစားနိုင်လို့ရတာဆိုပြီးတော့ပြောပြီးထမင်းဆုပ်ကိုမြေပေါ်ပစ်ချက6နဲ့နင်းချေပစ်လိုက်ပါတယ်ပြီးတော့ဟဲလ်မဘောကဒတိဘေးစာလက်ကထုတ်ကဒါဆိုတော့ဒါကူညီတူတိုင်းကိုကျိုးဖေးခံရမယ်ဆိုပြီးတော့ရေးထားကြောင်းနဲ့ဒါဟာကပတိန်မော်ဂန်ရဲ့အမိတ်ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ဟဲလ်မဘောကကလေးမလေးကိုစကန်အပြင်ပစ်ထုတ်လိုက်ဖို့ကိုအမိန်ပေးလိုက်ပါတယ်ရေတပ်သားကကလေးမလေးကိုမလုပ်ချင်ပေမဲ့အမိတ်ပေးသူကကပတိန်မော်ဂန်ရဲ့သားဖြစ်နေရကြောင်းကလေးမလေးကိုတိုင်းအပြင်ပစ်လွတ်လိုက်ပါတော့တယ်ကလေးမလေးကတော့အမြောက်ဆန်လေးတစ်ဖွဲ့ကိုလွန့်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့လူဖီကပဲသူ့ရဲ့ရောဘာအစွမ်းနဲ့လမ်းဖမ်းပေးထားလိုက်ပါတယ်တစ်ဖက်မှာလည်းဟမ်ဘာဘိုကရီမောကဇိုလိုကိုတလားပြည့်ရဲ့အထိမင်းအသက်ရှင်အောင်နေနိုင်မှာမဟုတ်ဘူးလို့ပြောကလက်ထွက်သွားခဲ့ပါတယ်ဇိုလိုကတော့စောင့်တာကြည့်နေလိုက်တလားပြည့်ဖို့ဆက်ရိုက်ပဲလူတော့တာဆိုပြီးလမ်းအောင်ပြောခဲ့ပါတယ်ဟမ်ဘာဘိုတို့ကထွက်သွားပါပြီသူတို့ထွက်သွားပြီးမကြခင်မှာပဲလူဖီဟာဇိုလိုအရှိကိုရောက်လာကမင်းနေရာမှာငါသာဆိုလို့ရှိရင်3ရက်လောက်အစားမစားရတာနဲ့သေသွားနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်ဇိုလိုကတော့ငါကမင်းထက်ပိုပြီးခံနိုင်ရရှိရကွာဆိုပြီးပြန်ပြောလိုက်ပါတယ်လူဖီကလည်းအတော်ထူးဆန်းတဲ့လူပဲဘာညာပြောပြီးထွက်သွားဖို့လုံနေချိန်မှာပဲဇိုလိုကထွက်မသွားခင်ခုနကအောက်ကျနေတဲ့ထမင်းဆုပ်လေးကိုသူ့ပတ်သက်တဲ့ထည့်ပေးဖို့အကူအညီတောင်းလိုက်ပါတော့တယ်လူဖီကလည်းထမင်းဆုပ်လေးကိုကြည့်ပြီးအရန်ညစ်ပက်နေရကြီးကိုမင်းစားမလို့လားဆိုပြီးပြန်ပြောနေခဲ့ပါတယ်ဇိုလိုကတော့ကျွေးစရာရှိရကျွေးဖို့ကိုသာပြန်ပြောလိုက်ပါတယ်လူဖီကလည်းထမင်းဆုပ်လေးကိုဇိုလိုပတ်သက်တဲ့ကိုထည့်ပေးလိုက်ပါတယ်ညစ်ပက်နေတဲ့ထမင်းဆုပ်ကြောင့်ချောင်းဆိုးသွားပေမဲ့ဇိုလိုပတ်သက်ကနေပြီးတော့စားလို့ကောင်းလိုက်တာထမင်းဆုပ်ဥပ္ပကိုကျေးဇူးတင်ပါတယ်ဆိုပြောလိုက်တာကြောင့်လူဖီကလည်းသဘောရောကျသွားခဲ့ပါတယ်ပြီးနောက်လူဖီကမြို့တဲကိုပြန်ရောက်လာပြီးဇိုလိုဟာထမင်းဆုပ်လေးကိုအကုန်စားခဲ့ကြောင်းကလေးမလေးကိုပြန်ပြောပြနေခဲ့ပါတယ်ကလေးမလေးကတော့ဝမ်းနေတာနေခဲ့ပါတယ်ကိုဘီကလည်းဇိုလိုဟာကောဟာလာတွေထွက်နေတယ်လို့တကယ်လူဆိုးတယောက်ကိုဟုတ်ရဲ့လားဆိုပြီးမေကုန်းနဲ့ထုတ်လာခဲ့ပါတယ်ကလေးမလေးကလည်းလုံးဝမဟုတ်ကြောင်းနဲ့ဇိုလိုအပန်းခံရတာဟာသူတို့ကြောင့်ဆိုပြီးတော့အတိတ်မှာဖြစ်ခဲ့တာကိုပြန်ရှင်းပြလာခဲ့ပါတယ်ဖြစ်စဉ်ကတော့ဟမ်ဘိုဟာသူ့ရဲ့လေ့ကျင့်ထားတဲ့ခွေးတစ်ကောင်နဲ့အတူရှယ်တာမျိုးရဲ့ဈေးလမ်းတစ်လျှောက်မှာတောင်းကျမ်းနေခဲ့တာပါအဲ့အချိန်ဟမ်ဘိုရဲ့ခွေးဟာကလေးမလေးအလုပ်လုပ်နေတဲ့စားတော့ဆိုင်တိုင်းတွေကိုဝင်ပြီးတော့ကာစတမာတွေရဲ့အစားအသောက်တွေကိုလူစားနေခဲ့တာပါကလေးမလေးကလည်းခွေးကိုမောင်းထုတ်ဖို့လုပ်နေပါတော့တယ်အဲ့အချိန်ကလေးမလေးရီကာကိုခွေးကကြိုက်တော့မဲ့အချိန်မှာဇိုလိုကပဲခုံနဲ့ပြစ်ပေါက်ပြီးတော့ကယ်ခဲ့တာပါဟမ်ဘာဘိုကလည်းသူ့ရဲ့ခွေးကိုတီးလိုက်တဲ့ဇိုလိုကိုကြည့်ပြီးမင်းကရိုနိုဝါဇိုလိုမလားဘာလို့ကြီးသားမှုဆိုတာရေတက်နဲ့လာရှုံးနေရလဲဆိုပြီးပြောနေချိန်မှာပဲဇိုလိုကဗဇက်ပိတ်ထားစမ်းပါကွာအစားကိုအေးစစ်စားလို့မရဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ဟမ်ဘာဘိုကတော့ဒေါသရိုက်ထွက်ပြီးတော့ဇိုလိုကိုဓာတ်နဲ့ခုတ်ဖို့လုပ်ပေမဲ့ဇိုလိုရဲ့လက်စာမိပြီးသူ့ပဲမောက်သွားခဲ့ရပါတယ်အဲ့အချိန်ဇိုလိုကမင်းကလီးဖြစ်နေရလားမင်းရောမင်းခွေးရောနားကိုညီးနေရပဲဆိုပြီးလေဘဲကဓာတ်နဲ့ထောင်ရင်းနဲ့ပဲပြောလိုက်ပါတယ်ဟ
ဟမ်မာဘိုကတော့ကြောက်ကြောက်နဲ့ဖျဲချောင်းရည်နဲ့ငါအဖေနဲ့တိုင်ပြောလိုက်လို့ရှိရင်အကုန်လုံးကြိုးပေးခံရမှာမင်းနိုင်ငံနဲ့အပေးအယူလုပ်မယ်သူတို့နေရာမှာမင်းရဲ့အစားဝင်ပြီးအဖမ်းခံလိုက်တလားအတွင်မင်းမသေးလို့ရှိရင်မင်းကိုပြန်လွတ်ပေးမယ်ဆိုပြီးတော့အပေးအယူလုပ်လိုက်ပါတယ်ဇိုလိုကလည်းသဘောတူလိုက်ပါတယ်ဒီလိုနဲ့ပဲအဖမ်းခံရပြီးတော့၃ဘက်ရှိနေပါပြီကလေးမလေးရီကာရှင်းပြနေချိန်မှာပဲဟမ်မာဘိုဟာရီကာတို့ရဲ့ဆိုင်ထဲကိုရောက်လာပြီးတော့တောင်းကျမ်းပါတော့တယ်အပိုင်းတက်မှာတွေ့ခဲ့ရတဲ့သခိုးမလေးကလည်းဆိုင်ထဲမှာထိုင်နေခဲ့တာပါလူဖီတို့ကတော့စွញ្ញံတန်တွေကြားလို့ဆိုင်ထဲကိုရောက်လာခဲ့ပါတယ်လူဖီတို့ရောက်လာပြီးတော့တိတ်မကြခင်မှာပဲဟမ်မာဘိုကဇိုလိုကိုမနှက်ဖြန်တပ်ပစ်တော့မယ်ဆိုပြီးအားထားချောင်ပါတော့တယ်ထိုစကားကိုကြားပြီးနဲ့လူဖီကဒေါ်လာထွက်ပြီးတော့ဟမ်မာဘိုကိုပြေးထိုးလိုက်ပါတော့တယ်ဟမ်မာဘိုကလည်းသူ့ကိုထိုးလို့သူ့အဖေနဲ့တိုင်ပြောမယ်ဘာညာလုံနေခဲ့ပါတယ်ကိုဘီကတော့လူဖီကိုပဲမနှဲဆွဲထားနေရပါတယ်ပြီးတော့လူဖီကလည်းဇိုလိုကိုသူ့အဖွဲ့တွေကိုမရရအောင်ခေါ်မယ်ဆိုပြီးကိုဘီကိုပြောပြလိုက်ပါတယ်ခုနကအထိုးခံလိုက်ရတဲ့ဟမ်မာဘိုကတော့သူ့အဖေရှိနေတဲ့ရေတပ်စခန်းကိုပြန်သွားပြီးတော့လူဖီကိုဖမ်းပြီးတော့တပ်ပေးဖို့ကိုငိုယိုပြီးပြောနေပါတော့တယ်လူဖီကလည်းဇိုလိုရှိနေတဲ့နေရာကိုပြန်ရောက်လာပြီးတော့ငါမင်းကိုကြိုးဖိပေးမယ်ပြီးရင်မင်းကအဖွဲ့တွေကိုဝင်ရမယ်ငါပင်လေဓမြအဖွဲ့အတွက်လူရေရှာနေရဆိုပြီးတော့ပြောလိုက်ပါတော့တယ်ဇိုလိုကတော့ကြေးသားမို့ဆိုဖြစ်တာကြောင့်ငါပင်လေဓမြတွေနဲ့အလုပ်တွဲမလုပ်ဘူးဆိုပြီးတော့ညင်းလိုက်ပါတော့တယ်ဒါပေမဲ့လူဖီကတော့ငါဆုံးဖြတ်ချက်ချပေးပြီးမင်းကငါရဲ့အဖွဲ့ဝင်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်ဇိုလိုကတော့မင်းဟာမင်းဆုံးဖြတ်လို့မရဘူးဆိုပြီးတော့ပြန်អော်ပြောနေခဲ့ပါတယ်လူဖီကလည်းမင်းကဓာတ်သမားမလားဆိုပြီးတော့မေးလိုက်ပါတယ်ဇိုလိုကလည်းသူ့ရဲ့ဓာတ်တွေကိုမော်ဂန်ရဲ့ဓာတ်ဟာမဘိုယူထားကြောင်းကိုပြောပြလိုက်ပါတယ်လူဖီကလည်းငါမင်းရဲ့ဓာတ်တွေကိုပြန်ယူပေးမယ်မင်းကငါအဖွဲ့တဲ့ဝင်ရမယ်ဆိုပြီးတယောက်တည်းပြောချင်ရပြောပြီးဓာတ်ချပုံတော့ဖွင့်ပါတော့တယ်ဓာတ်တွေကနေလမ်းမနေလို့ဇိုလိုကပဲပြန်ပြီးတော့လမ်းပြပေးလိုက်ရပါသေးတယ်ဒေတာစကန်ရဲ့ခေါင်းမိုးပေါ်မှာလည်းမော်ဂန်ဟာသူ့ရဲ့ပုံတူရုပ်ထုကြီးကိုထောင်ဖို့အတွက်သူ့ရဲ့အဖွဲ့သားတွေကိုအမိန်ပေးနေပါတယ်အဲ့ဒါကိုဟမ်မာဘိုကသူ့အတွက်လက်စားချိတ်ပေးဖို့နဲ့အဖေတောင်တားရဲ့မျက်နှာကိုမရိုက်ဘူးနော်လို့ပြောနေတုန်းမှာပဲမော်ဂန်က73မကြရဲ့တားဆိုပြီးစောက်ခွက်လှည့်ထိုးပါတော့တယ်။ကြားရနေပြီးတော့ဇိုလိုရဲ့တကွင်းထဲကိုကလေးမလေးရီကဝင်လာတဲ့ကိစ္စကိုသိပြီးတော့ကလေးမလေးကိုတတ်လိုက်တယ်မှလားဆိုပြီးတော့ဟယ်မာဘိုကိုမေးလိုက်ပါတော့တယ်။ဟယ်မာဘိုကတော့ကလေးပဲရှိသေးရကြောင်းမတတ်လိုက်ကြောင်းနဲ့မှတ်လောက်သားလောက်အောင်တော့ပညာပေးလိုက်ကြောင်းကိုပြောနေပေမဲ့မော်ဂန်ကတော့အနားမှာရှိနေတဲ့ရေသက်သားကိုလက်ညှိုးထိုးကကလေးမလေးကိုတော်တက်ခဲဖို့ကိုအမိန်ပေးလိုက်ပါတယ်။စစ်သားလေးကတော့မတတ်နိုင်ကြောင်းညင်းလာကြောင်းမော်ဂန်ရဲ့ပစိန်လက်စာပဲမိသွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့ပုံလူရုပ်ထုကြီးကိုစက်ထောင်ဖို့လုပ်ပါတော့တယ်။တစ်ဖက်မှာလည်းလူဖီကရေတပ်စကန်ထဲကိုဝင်ဖို့လမ်းရှာနေနဲ့အပေါ်ဆုံးထက်ကိုသူ့ရဲ့ရောဘာအစနဲ့တက်လာရင်အချိန်လွန်သွားတာကြောင့်ဆွဲမိဆွဲရလမ်းထွက်လိုက်တာမော်ဂန်ရဲ့ရုပ်ထုကိုခြိထားရဲ့ကြိုးကြီးဖြစ်နေပြီးတော့ရုပ်ထုကလည်းလဲကျပျက်စီးသွားပါတော့တယ်အဲ့ဒါကြောင့်အားလုံးကလည်းရှော့ရသွားခဲ့ပါတယ်အဲ့နောက်လူဖီကလည်းဟမ်မာကိုတွေ့ပြီးအတော်ပဲမင်းကိုရှာနေတာကွာသူတို့ရဲ့ဓာတ်တွေကိုဗမာလဲရှာပေးအောင်ဆိုပြီးတော့အချိန်တွေကိုနားမလဲပဲဟမ်မာကိုဆွဲပြီးတော့ပြေးထွက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်မော်ဂန်တို့ကလူဖီနောက်ကိုလိုက်ဖို့လုပ်ဝင်မဲ့တပ်သားတရက်ကတက်ကွင်းထဲကိုလူဝင်လာတယ်ဆိုပြီးပြောတာကြောင့်တက်ကွင်းထဲကိုအရင်သွားဖို့လုပ်လိုက်ပါတော့တယ်အချိန်ထဲမှာပဲခုနကတခိုးမလေးကလည်းရေတပ်စကန်ထဲကိုဝင်လာပြီးတခုခုကိုရှာနေခဲ့ပါတယ်လူဖီကလည်းဟမ်မာဘိုကိုလက်တစ်ဖက်ကကင်ပြေးနေဇိုလိုဓာတ်တွေဗမာလဲဆိုပြီးမေးလိုက်ပါတော့တယ်ဟမ်မာဘိုကလည်းခုနကကြော်သွားတဲ့ငါရဲ့အခန်းထဲမှာဆိုပြီးပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲသူတို့နောက်ကနေပြီးရေတပ်သားတွေရောက်လာခဲ့ပြီးတော့ဟမ်မာဘိုကိုလွတ်ပေးဖို့ကိုပြောနေခဲ့ပါတယ်လူဖီကတော့မလွတ်ပေးဘူးကွာပြည့်ရင်ပြည့်ဆိုပြီးဟမ်မာဘိုကိုသူ့ရှေ့ကနေကာထားပြီးတော့ပြေးထွက်သွားပါတယ်တစ်ဖက်မှာလည်းကိုဖီကဇိုလိုကိုကြိုးတွေဖြီးပေးနေခဲ့ပါတယ်ဇိုလိုကတော့သူ့ကိုကြိုးတွေဖြီးပေးနေရင်အသက်ခံရမှာဖြစ်ကြောင်းနဲ့နောက်ထပ်10ရက်နေရင်သူပြန်လုံးမှာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်ကိုဘီကလည်းမနှက်ပြန်ကြရင်ဟမ်မာဘိုကဇိုလိုကိုတတ်တော့မှာဖြစ်ကြောင်းဟမ်မာဘိုကစကားမတီးခဲ့ကြောင်းနဲ့အဲ့ဒါကြောင့်ပဲလူဖီကဟမ်မာဘိုကိုထိုးခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်အဲစကားကြောင့်ဇိုလိုကလည်းကြောင်သွားခဲ့ပါတယ်ကိုဘီကတော့ရေတက်ကအခုလူဖီကိုလိုက်ဖမ်းနေကြောင်းနဲ့သူကြိုးပြပြီးလို့ရှိရင်လူဖီကိုကူညီပေးဖို့ကိုပြောနေခဲ့ပါတယ်အဲ့အချိန်မှာပဲမော်ဂန်နဲ့ရေတက်သားတွေကရောက်လာပြီးတော့ကိုဘီနဲ့ဇိုလိုကိုတခါတည်းတက်ပစ်ဖို့လုပ်ပါတော့တယ်တစ်ဖက်မှာလည်းလူဖီကဟမ်မာဘိုရဲ့အခန်းထဲကိုရောက်သွားပြီးတော့အခန်းထဲမှာဓာတ်က3ချောင်းဖြစ်နေရကြောင်းဟမ်မာဘိုကိုဘယ်ဓာတ်ကဇိုလိုဓာတ်လဲဆိုပြီးတော့မေးပေမဲ့ဟမ်မာဘိုကတော့သတိလစ်နေရကြောင်းဓာတ်3ချောင်းလုံးကိုယူပြီးသွားဖို့လုပ်ပါတော့တယ်အဲ့အချိန်တက်ကွင်းထဲမှာဖြစ်ပြနေတာကိုလူဖီကဗဒင်းပေါက်ကနေပြီးတော့မြင်သွားခဲ့ပါတယ်တက်ကွင်းထဲမှာလည်းကိုဘီနဲ့ဇိုလိုကိုရေသက်သားတွေကတနက်နဲ့ချိန်ထားလိုက်ပါပြီဇိုလိုကလည်းသူတည်တော့မယ်ဆိုပြီးတော့သူ့ရဲ့ငယ်ဘဝတွေကိုပါပြန်မြင်အောင်နေရပါပြီရေသက်သားတွေကတနက်မောင်းကိုဆွဲလိုက်ချိန်မှာပဲဗဒင်းပေါက်ကနေပြီးခုံချက်လာတဲ့လူဖီကပဲအရှိရနဲ့ဝင်ကာပေးလိုက်ပါတယ်ရောဘာလူသားဖြစ်နေရကြောင်းကြည်စံတွေကပဲပြန်ကန်ထွက်သွားခဲ့ပါတယ်ဇိုလိုကတော့ဘာမှမဖြစ်တဲ့လူဖီကိုကြည့်ရင်မင်းကဘာကြီးလဲပြီးတော့လူဖီကငါကမန်ကီလူဖီတနေ့ကျလို့ရှိရင်ပင်ရဓမြပင်ဖြစ်လာမဲ့သူကွာလို့ပြောရင်းနဲ့ One Piece အပိုင်းလေးကတော့ဒီနေရာမှာပဲစသိမ်းသွားခဲ့ပါတယ်